မြတ်စွာဘုရားရှောင်းကြီးတို့ကိုမြူတာဘာကြောင့်လဲမြတ်စွာဘုရားဟာဖျားဖြစ်ပြီး22ရက်နေ့ကစပြီးရက်သက်တစ်ပတ်လုံးအဘိဓမ္မာတရားတော်တွေကိုဆင်ခြင်ပါရီအဲ့ဒီရက်သက်တစ်ပတ်ဟာဆင်ခြင်တွေးတိုးနေတဲ့ရက်သက်တစ်ပတ်လူတောင်ပြောလို့ရှာပါရီဓမ္မတဏီကျမ်းကိုဆင်ခြင်တဲ့အခါမှာလွယ်လွယ်ကူကူနဲ့ဆင်ခြင်လို့ရှာပါရီဝိပင်ကျမ်းဓာရုကထာကျမ်းပုဂ္ဂလပညာကျမ်းကထာဝတ္ထုကျမ်းနဲ့ရှမိုက်ကျမ်းကိုဆင်ခြင်ပါရီမြတ်စွာဘုရားဉာဏ်တော်နဲ့ဆိုရင်ဒါလီတွေကအခက်အခဲမရှိအလွယ်လေးတွေဖြစ်နေပါရီဒီမှာစိတ်ဝင်စားစရာကောင်းတာဒီခုကပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်လိုက်တဲ့အခါမှာတော့အသိဉာဏ်နဲ့တွေးတောစရာအာရုံတွေကအဝင်ခွင့်ကြဖြစ်သွားပါတော့တယ်ပဋ္ဌာန်းကျမ်းကြီးကအထူးကျေပြန့်မာရီဒါကိုဥပမာပေးထားတာလေးတစ်ခုလေးရှိပါရီအင်မတန်ကြီးမားတဲ့ဝေလာငါးကြီးရပင်လေထဲမှာတာလင်းလူလွန်လှုပ်ရှားပြီးကစားနိုင်ကြပါရီကျင်းမြောင်းတဲ့မြေချောင်းအင်းအိုင်တွေထဲမှာဆွေးတော့သူတို့ခန္ဓာကိုယ်နဲ့မဆန်တဲ့အတွက်ကြောင့်တွန့်လူပြီးကစားလို့မရှာပါဘူးထို့တူပါပဲမြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးရလေပဋ္ဌာန်းကျမ်းကြီးနေမှာစိတ်တိုင်းကြကုမျိုးဆင်ခြင်တွေးတောနိုင်မှာတော်တယ်ပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်လိုက်တဲ့အခါကြတော့မှစိတ်ကပိုပြီးပျော်လာတယ်သိစရာတွေအများကြီးပဲရှိလာတယ်ဘာနဲ့တူလဲဆိုရင်အခန်းချင်းချင်းလေးထဲကနေလွင်ပြင်ကျေကြီးရဲ့ကိုရောက်သွားတဲ့အခါမှာစိတ်တွေလွတ်လပ်သွားတယ်လို့ပဲမြတ်စွာဘုရားရဲ့အသိဉာဏ်ဟာလေပဋ္ဌာန်းကျမ်းကြီးကိုရောက်တဲ့အခါကြတော့မှတကယ်လွင်ပြင်ကျေကြီးကိုရောက်သွားတယ်လို့ပဲကွန်မြူလို့ကောင်းလာပါတော်တယ်အဲဒီနောက်မှာတော့မြတ်စွာဘုရားရဲ့စိတ်တော်ဟာပိုပြီးပျော်ရွှင်လာပြီးပီတိတွေဖြစ်လာပါတော်တယ်အဲဒီပီတိတွေရဲ့အစွမ်းကြောင့်ခန္ဓာကိုယ်မှာရှိတဲ့သူတွေဟာကြည်လင်လို့လာပါရီအဲ့ဒီနောက်သူတွေဟာအရှောင်ပြောင်းလာပြီးခန္ဓာကိုယ်ကနေတဆင်းအရှောင်တွေတဖိတ်ဖိတ်ထွက်လာပါတော်ရီဒါကြောင့်ပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်တဲ့အခါမှာရောင်ကြီးရီလွတ်တယ်ဆိုတာဒီဟာကိုပြောတာဖြစ်ပါရီသူဟာနေသူရောင်ကြီးရီလွတ်တာမဟုတ်ပါဘူးပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်လိုက်တဲ့အခါမှာသာသိပြီးပီတီတွေဖြစ်လာတာဖြစ်ပါရီအဲ့ဒီပီတီတွေကြောင့်ခန္ဓာကိုယ်ရဲ့သူတွေဟာဆင်ခြင်လာပြီးကြေးပြားတစ်ခုကိုကြကြနနပို့လိုက်တဲ့အခါမှာအယောင်တွေတဖိတ်ဖိတ်တောက်ပြောင်လာတယ်လို့ကြောင်ရိုင်းတုံးကြီးတစ်ခုကိုတွေ့ပြီးအယောင်တင်လိုက်တဲ့အခါမှာတလက်လက်ဖြစ်လာတကယ်တော့မြတ်စွာဘုရားဟာလေဉာဏ်တော်နဲ့တွေ့ပြီးကြည်လိုက်တဲ့အခါမှာတကူလုံးဟာအယောင်အဝါတွေတလက်လက်တဖိတ်ဖိတ်တောက်လာခဲ့ပါရီရောင်ကြီးတွေလွတ်လာခဲ့ပါရီခုနှစ်ရက်တီအဘိဓမ္မာတရားတော်တွေကိုဆင်ခြင်လိုက်တဲ့အခါမှာနောက်ဆုံးမှာတော့ပဋ္ဌာန်းကျမ်းကြီးကိုရောက်တဲ့အခါခန္ဓာကိုယ်ကနေရှောင်းကြီးတွေထွက်လာတဲ့အထိဖြစ်လာပါတော်ရီဒါဟာအဘိဓမ္မာဒေသနာတော်ရဲ့ထူးခြားချက်တစ်ခုပါမြတ်စွာဘုရားဟာတရားမဟုတ်ခင်ကတည်းကအဘိဓမ္မာရဲ့သဘာဝတရားတွေကိုကြိုတင်ဆင်ခြင်စဉ်းစားပြီးသားဖြစ်ပါတယ်လို့မှတ်သားမိပါတယ်ခင်ဗျာဒီစာသားတွေကပါကျုပ်ဆရာတော်ဘုရားကြီးရှိသားထားတဲ့စာအုပ်ကနေလေ့လာမှတ်သားမိသလောက်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲဘေးရန်ကင်းကွာပြီးအဆင်ပြေကြပါစေခင်ဗျာ